ဗျာခင်ဗျားတို့လည်းရိုးရလက်ဝဲပလက်သားတယောက်ကျွန်တော်တို့လည်းရိုးရလက်ဝဲပလက်သားတယောက်ပဲဒါပေမဲ့ခင်ဗျားတို့ကျွန်တော်ပြောလိုက်မယ်ကြော်ကြီးပွဲမှာကြော်ကြီးအမားတွေလောက်တာကိုကျွန်တော်ထောက်ပြတဲ့အချိန်မှာခင်ဗျားတို့ကလာပြီးတော့ဆဲကြတယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးခင်ဗျားတို့ကရိုးရလက်ဝဲပလက်သားဆိုရင်ကိုအားပေးတဲ့ဖိုက်တာကအမားတွေလောက်နေရင်ကိုထောက်ပြပေးရမယ်ဒါကိုလက်ခံနိုင်ရမယ်ခင်ဗျားတို့အားပေးတဲ့ဖိုက်တာကအမားတွေလုံနေရင်လဲခင်ဗျားတို့မပြောပြဘူးမထောက်ပြဘူးထခါတလဲလဲအမားတွေထားလို့တယ်အဲ့ဒါပဲကျွန်တော်ရိုးရဖိုက်တာတွေမတူတဲ့တာခင်ဗျားတို့ရိုးရလက်ဝဲပလက်သားတွေတချို့ကြောင့်ပဲဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကမျက်စိမိုက်ပြီးတော့အားပေးတာစော်လုံးကမ်းပြီးတော့အားပေးတာကိုဖိုက်တာအမားလို့ရင်ထောက်ပြရမယ်ဆိုတာလည်းမသိဘူးအခုကျွန်တော်ပြောနေတာဝေဖန်တယ်လို့ခင်ဗျားတို့ထင်ရင်ကြော်ကြီးရဲ့တတရားအချိန်မြောက်ခင်ဗျားတို့သွားကြည့်လိုက်ကြော်ကြီးဘလို့တွေအမားတွေလောက်ခဲ့တယ်ဆိုတာဒီဘက်မှာကြော်ကြီးကအကောင်ဆုံးလုံးပြသွားတယ်အကောင်ဆုံးကစားသွားတယ်ရိုးရဖိုက်တာတွေမှာမရှိတဲ့တောင်ရိုက်ချက်တွေကျွန်တော်တို့ကြော်ကြီးကလုံးပြသွားတယ်ခြေခံချက်တွေကောင်းတယ်တကယ်မှတကယ်ကိုကောင်းတဲ့ပွဲလို့ကျွန်တော်ပြောနိုင်တယ်ဒါပေမဲ့အကောင်ကအကောင်ဆုံးထဲမှာဟိုမှာလိုအားချက်လေးတွေကိုကျွန်တော်လိုက်တော့ထောက်ပြတယ်ကြော်ကြီးဆိုတာကကျွန်တော်မြို့မရိုးရလက်ဝဲမှာတကယ်စူပါစတာတယောက်ခင်ဗျားတို့နားလဲတယ်နော်တကယ်စူပါစတာတယောက်အခုကျွန်တော်အသံဝင်နေတာလဲကြော်ကြီးပွဲဆိုအားပေးလို့ကြော်ကြီးကတကယ်စူပါစတာတယောက်ဖြစ်နေသည်ဒါဆိုရင်ဒီတဲ့ရင်ကျက်သိနေတယ်ဒီတဲ့စိန်စားသိနေတယ်ဒီတဲ့အုံနောက်ဆုံးသိနေတယ်တတရားချစ်မှာသူရိုက်ကူရိုက်ရှင်ရိုက်တယ်ဆိုတာမရင်ကျက်သေးတဲ့ဖိုက်တာတယောက်ရဲ့လောက်ရဒါကြောင့်မို့ကျွန်တော်ပြောချင်တာကျွန်တော်ဒီမျိုးထောက်ပြတယ်ဆိုတာကြော်ကြီးကိုမချစ်လို့မဟုတ်ဘူးမအားပေးလို့မဟုတ်ဘူးရှင်ဘာနဲ့ချစ်လို့ရှင်ဘာနဲ့အားပေးလို့ကျွန်တော်ထောက်ပြတာခင်ဗျားတို့ဆဲနေရင်လည်းကျွန်တော်တို့ကနောက်ဆုံးမှာမဟုတ်ဘူးရှာသွားမှလည်းမဟုတ်ဘူးကျွန်တော်ဆက်ပြောနေမှာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရိုးရဖိုက်တာတွေရဲ့လူအချက်တွေကျွန်တော်မြင်လို့ပဲခင်ဗျားတို့လိုမျိုးမျက်လုံးကမ်းပြီးတော့အားပေးတဲ့ပလက်သားမဟုတ်လို့ပဲ